မေတ္တာတဲ့အားကြီးတဲ့သူရဲ့မျက်နှာဟာကြည်လင်တယ်တဲ့မေတ္တာဆိုတာဟာမိမိနဲ့တည်တဲ့သူအပေါ်မှာရောမိမိနဲ့မတည်တဲ့သူအပေါ်မှာပါကောင်းစားစေချင်တာအဆင်ပြေစေချင်တာဟာမေတ္တာပါပဲစိတ်ထဲမှာမေတ္တာဓာတ်တွေအားကြီးနေပြီဆိုရင်အဲ့ဒီမေတ္တာဓာတ်ရဲ့အရှိန်ဟာမျက်နှာမှာပေါ်တယ်ကိုယ့်ရဲ့မျက်နှာအရင်နဲ့မတူတော့ဘဲနဲ့ကြည်လင်လာတယ်အေးချမ်းခြင်းတွေဖြစ်လာတယ်မေတ္တာဟာသူတစ်ပါးတွေကိုလည်းကုဆက်စေတယ်တဲ့ဒီမေတ္တာတက်တွေအားကြီးလာပြီဆိုရင်စိတ်ဟာဘလို့လောကဓာတ်များနဲ့ပဲကြုံလာမိမိရဲ့စိတ်ဟာမတုံမလှုပ်ပဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့အေးအေးချမ်းချမ်းနဲ့ပဲဖြတ်တန်းနိုင်တယ်မေတ္တာတက်တွေအားကြီးလာပြီဆိုရင်ဘဝမှာအဆိုးဆုံးဖေးဖြစ်တဲ့သေဘေးနဲ့ကြုံလာပြီဆိုရင်တော့မှအဲ့ဒီပုဂ္ဂိုလ်ဟာမကြောက်မလန့်ပဲနဲ့မတွေးမဝေပဲနဲ့ချမ်းချမ်းသာသာနဲ့သေဘေးကိုရင်ဆိုင်နိုင်တယ်တဲ့မေတ္တာတက်တွေအားကြီးလာပြီးမေတ္တာရှိတဲ့ပုဂ္ဂိုလ်မေတ္တာရှင်ဟာငါအပယ်လေးပုံကိုကြားမှာပဲဆိုပြီးတော့ကြောက်เสียမလိုဘူးတဲ့ဘာလို့လဲ